လူအများစုကစီးပွားရေးကျဆင်းတာကိုကြားလိုက်တာနဲ့စိုးရိမ်ထိတ်လန့်သွားကြတယ်။ဒါပေမဲ့ရင်းနှီးမြှုပ်နှံမှုမှာကျွမ်းကျင်သူတွေကတော့ဒါကိုရွှေရောင်အခွင့်အရေးတစ်ခုအဖြစ်မြင်ကြတယ်။ဒါကြောင့်ရွှေဝချမ်းသာမှုကိုတည်ဆောက်ဖို့စီးပွားရေးကျဆင်းတာကိုဘယ်လောက်အသုံးချလို့ရနိုင်မလဲ။ပထမဦးဆုံးကစတော့ရှယ်ယာအိမ်ချမ်းမြေနဲ့အရေးအသေးမြင့်ရင်းနှီးမြှုပ်နှံမှုကဲ့သို့သောပိုင်ဆိုင်မှုတန်ဖိုးတွေပါ။ပုံမှန်အားဖြင့်စီးပွားရေးကျဆင်းတာနဲ့ဈေးတွေတိတိတတ်တာကျတတ်ပါတယ်။ဆိုလိုတာတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုဈေးနှုန်းတက်တက်တတ်တာနဲ့ဝယ်နိုင်တယ်။စီးပွားရေးပြန်လည်ကောင်းမွန်လာတာနဲ့ဒီရင်းနှီးမြှုပ်နှံမှုတန်ဖိုးတွေကတိုးပွားလာမယ်။ဒုတိယချက်ကစီးပွားရေးကျဆင်းမှုမှာပုံမှန်အားဖြင့်အတိုးနှုန်းပါနှိမ်ကျတယ်။ဒါဟာအိမ်ချမ်းမြေချင်းငွေတွေကျောင်းလာကချင်းငွေခရက်ဒစ်ကချင်းငွေတွေရယူဖို့အကောင်းဆုံးအခွင့်အလမ်းပါ။လစဉ်လတိုင်းအတိုးတက်တာမယ်ရလာတဲ့ငွေကိုရင်းနှီးမြှုပ်နှံနိုင်တယ်လို့အရေးပါတဲ့စုဆောင်းငွေလည်းရတယ်။နောက်ဆုံးချက်ကတော့စီးပွားရေးကျဆင်းမှုဟာကောင်းမွန်သောငွေကြေးစည်းကမ်းတွေကိုသင်ပေးတယ်။ငွေကြေးကိစ္စကိုပုံမကောင်းမွန်အောင်ဘယ်လိုစီမံရမလဲသိသွားမယ်။မလိုအပ်တဲ့ကုန်ကျစရိတ်တွေကိုလျှော့ချမယ်။ပြီးတော့မရှိမဖြစ်လိုအပ်တဲ့အရေးပေါ်ငွေစုဆောင်းထားမယ်။ဒီအလေးကျင့်ဟာအခက်အခဲကနေရှင်သန်စေုံသာမကပဲစီးပွားရေးကျဆင်းလာတာအချိန်ကြာနေတော့လဲငွေရေးကြေးဆိုင်ရာအခက်အခဲမရှိတဲ့ဘဝကိုရရှိပါမယ်။စီးပွားရေးကျဆင်းမှုတွေဟာတန်းကြွယ်တထေးတွေကိုတိတ်ဆိတ်စွာဖန်တီးပေးတာကိုသတိရပါ။ဒီလိုနောက်ထပ်ကြွယ်ဝချမ်းသာမှုရှုဝဲချက်များကိုသိရဖို့ channel ကို subscribe လုပ်ထားလိုက်ပါ။